မကြခင်ကကျမရဲ့ရောင်းမကလေးမွေးခဲ့ပါတယ်။သူဟာခဲအိုနဲ့လက်ထပ်ပြီး9နှစ်ကျော်တဲ့အထိကလေးမရခဲ့ပါဘူးစိတ်ဆင်းရဲစရာတွေအများကြီးကြုံခဲ့ရပြီးအခက်အခဲတွေရှိခဲ့ပေမဲ့ပြီးခဲ့တဲ့နှစ်မှာကံကောင်းခြင်းတစ်ခုလိုကလေးလေးရောက်ရှိလာခဲ့ပါတယ်မိသားစုအားလုံးအယံဝမ်းသာပြီးဂုဏ်ပြုပေးခဲ့ကြပါတယ်ခဲအိုမဟာကိုဝန်ဆောင်ထားစဉ်10လအတွင်းသူမရဲ့ခန္ဓာကိုယ်ခြေနေကိုအစွန်းရောက်လောက်အောင်ဂရုစိုက်ခဲ့ပါတယ်အနားယူရမယ်ဆိုပြီးလက်တချောင်းတောင်မလုပ်ဘဲနေခဲ့တဲ့အတွက်ပွဲတော်ရက်တွေနဲ့စွမ်းကြွေးပွဲတွေမှာမိဖို့ချောင်လုံးမှန်သမျှကိုဘာမှမလုပ်နဲ့လို့ပြောပြီးကျွန်မပဲအကုန်လုပ်ပေးခဲ့ပါတယ်ပထမဆုံးကိုဝန်ဆိုတော့ကလေးကအရန်တန်ဖို့ရှိပြီးစိုးရိမ်တာတွေများမှာပေါ့ဆိုတဲ့နားလေပေးတဲ့စိတ်နဲ့ပါဒါပေမဲ့ကလေးအတွက်စိုးရိမ်တတ်တဲ့ကိုဝန်ဆောင်တယောက်နဲ့မတူတာကစားတောက်တာတွေနဲ့ဆေးဝါးတွေစသဖြင့်ကိုဝန်ဆောင်စင်မှာရှောင်ကျဉ်ရမယ့်စားတောက်မှုပုံစံတွေကိုတော့သူမသိနားမလည်ခဲ့ပါဘူးသူမစားချင်တယ်လို့တွေရှောက်စားပြီးဘိုင်းနာတာမျိုးတွေဖြစ်တဲ့အခါဆေးတောက်ဖို့လုပ်နေလို့ကျွန်မလန့်ပြီးတားခဲ့ရတဲ့အချိန်တွေလည်းရှိပါတယ်ကိုဝန်ဆောင်ကဆေးတွေကိုစီကမ်းမဲ့မတောက်ရဘူးဆိုတာသူမမစင်စားမိခဲ့ဘူးထင်ပါတယ်မစားချင်တယ်ဆိုတဲ့အစားအစာမှန်သမျှကိုကောင်းမွန်တဲ့ပါဝင်ပစ္စည်းတွေနဲ့စေတနာပါချက်ပြုတ်ကျွေးမွေးခဲ့ပါတယ်။ရောင်းမမှာမိခင်ရင်းမရှိတော့ပါဘူး။ကျမတို့ရောက်ခမကလည်းအသက်ကြီးပြီဖြစ်လို့ရောင်းမကိုနှွေးနှွေးထွေးထွေးဂရုစိုက်ပေးဖို့ခက်ခဲတဲ့အချက်တွေအများကြီးရှိခဲ့တာကြောင့်ကျမကပဲသူ့ရဲ့အမရင်းလိုသဘောထားပြီးဂုဏ်စိုက်ပေးခဲ့တာပါ။တခါကသူအမဲသားပြကြော်စားချင်တယ်ဆိုလို့လှုပ်ပေးခဲ့ဘူးပါတယ်။ဝယ်ထားတဲ့အမဲသားစိမ့်ကလက်ဆက်ပုံရတယ်ဆိုပြီးရုတ်တရက်အသားစိမ့်တစ်ဖက်ကိုကောက်စားလိုက်ပါတယ်။ညီမလေးအဲ့ဒီအသားကကြော်ရဦးမှလေးဘာလို့အစိမ်းစားတာလဲ။အရန်လက်ဆက်ပုံရလို့ပါလက်ဆက်တာကိုအစိမ်းစားလဲရတာပဲမဟုတ်လားဘလို့ပဲဖြစ်ဖြစ်အမဲသားလည်းဖြစ်နေတာဆိုတော့ဖြစ်နိုင်ရဲ့အစိမ်းစားတာကိုရှောင်တာအကောင်းဆုံးပဲဘာလို့လဲအရသာရှိနေတာ哦အလကားနေဘိုက်နာတာမျိုးဖြစ်ရင်ဘယ်လိုလုပ်မလဲဟိုတခါကလေငါးစိမ့်ဒီအများကြီးစားပြီးဒုက္ခရောက်ခဲ့သေးတယ်လေကိုဝင်ဆောင်ဆိုတော့ဈေးတောက်ဖို့ကလည်းခက်ခဲတာကြောင့်ပါဒါနဲ့ကိုဝင်ဆောင်နေတော့ဈေးတောက်လို့မရဘူးလားဒါဆိုကိုဝင်ဆောင်နေရုတ်တရက်အစာမကြည့်တာဒါမှမဟုတ်ဖိုက်နာတာမျိုးချစ်ရင်ဘယ်လိုလုပ်မလဲဆေးထဲမှာပါတဲ့ပါဝင်ပစ္စည်းတွေကတနေ့သားတော့မကောင်းတဲ့တရားမှုတွေရှိနိုင်လို့ဆေးကိုစီကမ်းနဲ့တောက်လို့မရတာပေါ့ဒါမျိုးကိုကိုဝင်ဆောင်တယောက်အနေနဲ့မထင်မနေသိထားနေတာပေါ့ဟိုတခါဘိုင်းနာခဲ့တဲ့ငါးစိမ့်ကိစ္စလိုမျိုးအသားစိမ့်တွေစားပြီးဒုက္ခရောက်မှစိုးရိမ်လို့တတိပေးပြောကြားခဲ့တာဖြစ်ပါတယ်။နည်းနည်းလေးစဉ်းစားကြည့်မယ်ဆိုရင်ကလေးအတွက်စဉ်းစားပြီးရှောင်တင်တာတွေကိုရှောင်ရမှာပါ။ကလေးမွေးပြီးမိဘပြီးနောက်နားနေဆောင်ကဆင်းလာခဲ့ပေမဲ့ကျမကတော့ခဲအိုမရဲ့ကလေးကိုသွားမကြည့်ဖြစ်ခဲ့ပါဘူး။ကာကွယ်ဆေးထိုးပြီးမှလာခဲ့ပါလို့ပြောခဲ့လို့ပါ။ဒါပေမဲ့ကျမကကာကွယ်ဆေးထိုးဖို့အတွက်ခန္ဓာကိုယ်အခြေအနေမကောင်းတဲ့အခြေအနေမျိုးဖြစ်နေပါတယ်။ကိုရိုနာကာကွယ်ဆေးထိုးပြီးတော့ကအာယုံကြောစနစ်မှာပြဿနာတက်ခဲ့ဘူးလို့ပါ။ဒါဆေးထိုးမယ်ဆိုရင်ဆရာဝန်နဲ့အရင်တိုင်ပင်ဖို့လိုအပ်တယ်လို့သိရပါတယ်။ရောင်းမကိုအကျိုးအကြောင်းရှင်းပြပြီး6လလောက်ကြာမှသွားကြည့်မယ်လို့ပြောခဲ့ပါတယ်။ကျမကကလေးကိုမမြင်ချင်လို့ဒီလိုပြောတယ်လို့ထင်သွားတာလားမသိပါဘူး။ရောက်ခမအမေနဲ့ရောက်ခမအဖေတို့ကခဲအိုမအိမ်ကိုသွားခဲ့ကြပေမဲ့အိမ်ရှိမှတင်အထဲမဝင်ရပဲ။ပြန်လှည့်လာခဲ့ရတယ်လို့ကြားလိုက်ရပါတယ်။ကာကွယ်ဆေးမထိုးထားဘူးဆိုရင်ပြန်သွားကြပါလို့ပြောခဲ့တဲ့ဘယ်ကကြားခဲ့လဲမသိပေမဲ့အဲ့ဒီဆေးမထိုးပဲအိမ်ထဲဝင်ရင်ကလေးအတွက်ပြဿနာဖြစ်လာနိုင်တယ်လို့သူတစ်ထစ်ချယုံကြည်နေပုံရပါတယ်။အေးဆက်တဲ့နေ့မှာခဲအိုမအိမ်ကိုသွားခဲ့ကြပေမဲ့တကားဝါကနေပြန်လှည့်လာခဲ့ရတဲ့ရောက်ခမတို့ရဲ့စိတ်ချနေကဘလောက်တောင်ဝမ်းနည်းစရာကောင်းမလဲလို့တွေးမိပေမဲ့ကြိုတင်ကာကွယ်တဲ့အနေနဲ့တိုက်တွန်းထားတာဖြစ်လို့နားလည်ပေးခဲ့ပါတယ်။ရောက်ခမ2ယောက်စလုံးကလူကြီးတွေဖြစ်လို့ကာကွယ်ဆေးဆိုတာဘာလဲဆိုတာတေချာမသိကြပါဘူးမျိုးသားကိုအမေကိုခေါ်ပြီးသွားထိုးလိုက်ပါလို့ပြောခဲ့ပါတယ်အမေကသူကိုယ်တိုင်လည်းအရန်အုံမင်းနေပြီဆိုတော့ညီလေးရဲ့မျက်နှာကိုမြင်ရဖို့တောင်တော်တော်ခက်ခဲနေပြီလို့ပြောနေပေမဲ့တကားဝါကနေပြန်လှုပ်လိုက်တဲ့ရောင်းမရဲ့လောက်ရက်ကတော့နည်းနည်းရက်ဆက်တယ်လို့ခံစားရပါတယ်အမျိုးသားနဲ့ရောက်ခမအမေတို့ဆေးထိုးပြီးမှနောက်ပိုင်းကျမှကလေးကိုသွားကြည့်နိုင်ခဲ့ပါတယ်ကျမနဲ့ရောက်ခမအဖေကတော့ဆေးမထိုးနိုင်ခဲ့ပါဘူးရောက်ခမအဖေကကြောက်ကက်ယောဂါကြောင့်ဆေးကူးတောက်မှုခံယူနေရတာဖြစ်လို့ဆရာဝန်ကိုအရင်မေးပြီးမှထိုးရမယ်လို့သိရတဲ့အတွက်ဆေးမထိုးရသေးတာဖြစ်ပါတယ်ရောက်ခမအဖေလည်းမြေးလေးကိုမြင်ချင်ပေမဲ့တခြားနည်းလည်းမရှိဘူးဆိုပြီးကလေးရဲ့ကိုခံအားရလာတဲ့အထိစောင့်ပြီးမှကြည့်မယ်လို့ပြောခဲ့ပါတယ်။ဒါပေမဲ့ရောင်းမတော့ကျမတို့ကိုကလေးကိုကြည့်ဖို့စိတ်မရှိဘူး။ကာကွယ်ဆေးမထိုးချင်ဘူးလို့ပဲထင်နေပုံရပါတယ်။နေ့တိုင်းဖုန်းဆက်ပြီးဆေးထိုးပြီးပြီလားလို့လာမေးပါတယ်။ပထမအကြိမ်နဲ့ငယ်မှာကျမလည်းရောက်ခမအဖေလည်းဆရာဝန်နဲ့အရင်တိုင်ပင်ဖို့လိုအပ်ပုံရလို့မထိုးရသေးဘူးလို့ပြောပြတဲ့အခါစကားတွေအများကြီးမပြောဘဲအမြန်ဆုံးဆေးရုံသွားပြီးစစ်ဆေးမှုခံယူပါဆေးထိုးပါလို့ပဲပြောနေပါတယ်။ကလေးမျက်နှာကိုမမြင်ချင်ဘူးလားလို့မေးရင်းနဲ့ပေါ့အမကျမအင်တာနက်မှာအကုန်ရှာကြည့်ပြီးကိုရိုနာကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးနဲ့တာနဲ့ဘာမှမဆိုင်ဘူးတဲ့ဒီအတိုင်းပဲသွားထိုးပြီးကလေးလာကြည့်ပါဆရာဝန်နဲ့တိုင်ပင်ကြည့်ပါဦးမယ်ဒါပေမဲ့ကျမကကာကွယ်ဆေးထိုးပြီးဒုက္ခရောက်ခဲ့ဘူးလို့တကယ်တော့ဆေးထိုးဖို့နည်းနည်းတော့စိုးရိမ်မိတယ်ဒီအတိုင်းကလေးကိုခံအားရလာမှသွားကြည့်ရင်မရဘူးလားကာကွယ်ဆေးနဲ့ဘာမှမဆိုင်ဘူးဆိုတာကိုဘာလို့စိုးရိမ်နေတာလဲတကယ်တော့ကလေးလာမကြည့်ချင်လို့စင်ကြေပေးနေတာမဟုတ်ပါဘူးနော်ဘာလို့အဲ့ဒီလိုပြောရတာလဲအဲ့ဒီလိုမဟုတ်လို့စိတ်မကောင်းမဖြစ်ပါနဲ့မမရောအဖေရောဘာလို့မြေးကိုလာမကြည့်ကြတာလဲအဖေကဘာလို့ဆေးမထိုးတာလဲသူကဆေးကူးတောက်မှုခံယူနေရတာဆိုတော့ဆေးမကူရတဲ့နေ့မှာထိုးမယ်လို့ပြောနေပေမဲ့ခန္ဓာကိုယ်ကစက်တိုက်ပင်ပန်းနေတာကြောင့်ဆေးသွားထိုးဖို့ခက်ခဲနေပုံရတယ်ရောင်းမအနေနဲ့ဒါမျိုးကိုတော့နားလည်ပေးနိုင်တယ်မဟုတ်လားမဟုတ်ဘူးကျမကတော့မမကိုရောအဖေကိုရောတကယ်နားမလည်နိုင်ဘူးဒီဆေးထိုးလိုက်လို့တည်သွားမှာလည်းမဟုတ်ဘဲနဲ့ကလေးမွေးလာပြီဆိုတော့အဲ့ဒီလောက်ကတော့တည်ပြီးသားမို့ကိုဘာသာကိုအရင်လုပ်ပေးကြလိမ့်မယ်လို့ထင်ထားခဲ့တာဖုန်းချပြီးသွားတဲ့အခါရောက်ခမအဖေကပင်ပန်းနေပေမဲ့ကျမကပဲသွားထိုးလိုက်ရမလားလို့တွေးမိပေမဲ့လုံးဝစိတ်မပါခဲ့ပါဘူးကာကွယ်ဆေးထိုးပြီးအများကြီးဒုက္ခရောက်ခဲ့ဘူးသလိုအခုလဲခန္ဓာကိုယ်အခြေအနေကတိတ်မကောင်းတာကြောင့်ပါအေးရောက်မကတော့ခက်ခေါ်တော်ကနေကာကွယ်ဆေးနဲ့ဘာမှမဆိုင်ဘူးဆိုတဲ့အချက်လက်တွေကိုနေ့တိုင်းပို့နေပါတယ်
ပြီးတော့အချိန်ကြာလို့ကလေးကကာကွယ်ဆေးတွေထိုးပြီးကိုခံအားရလာရင်အဲ့ဒီခါကျမှအေးဆေးကြည့်လို့ရတယ်လို့သိထားပေမဲ့ကလေးကိုမြင်ချင်ရင်မဖြစ်မနေထိုးရမယ်လို့သူတစ်ထစ်ချသတ်မှတ်ထားပုံရပါတယ်ကလေးကကြီးလာရင်တောင်မှကြညာချောင်းဆိုးကာကွယ်ဆေးမထိုးထားတဲ့သူနဲ့ထိတွေ့လို့မရဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြောနေကြတာပါကိုဝင်ဆောင်နေတုန်းကလည်းသူ့သဘောနဲ့သူဆုံးဖြတ်ပြီးတော်တော်လေးဒုက္ခရောက်ခဲ့ဘူးသေးတယ်အခုလည်းအဲ့ဒီဆေးကိစ္စနဲ့တင်အပိုင်တွက်ပြီးဆုံးဖြတ်ချက်တွေချနေပြန်ပြီအမေကတော့မြင်းမျက်နှာလေးမြင်ကျင်တာနဲ့ကြက်ညာချောင်းဆိုးကာကွယ်ဆေးထိုးပြီး2ရက်လောက်ကိုလက်မအီမသာဖြစ်ပြီးဖျားနာခဲ့ရတယ်ဒါပေမဲ့ KO ရဲ့ဇနီးကတော့အမေနေကောင်းရဲ့လားဆိုတာတခွန်းတောင်မမေးပါဘူးကလေးကအဖိုးတန်တာဘယ်သူမသိပဲနေမလဲလူတိုင်းမှာကိုယ်စီအကြောင်းပြချက်တွေရှိကြတာပဲလေကလေးမျက်နှာကိုအခုချက်ချင်းမမြင်ရရုံနဲ့ဘာမှကြီးကြီးမားမားဖြစ်သွားတာမှမဟုတ်တာမြန်မြန်ဆေးသွားထိုးလိုက်ပါဘာလို့မထိုးတာလဲဆိုပြီးခဏခဏလာပြောနေတော့အခုဆိုတကယ်ကိုစိတ်ပြက်လာပါပြီအမျိုးသားကရောင်းမလေးကဘာဖြစ်လို့ဆေးထိုးဖို့ဒီလောက်တောင်အတင်းကျပ်လုပ်နေတာလဲလို့မေးပေမဲ့မောင်လေးကတော့ကျမကိုတောင်စိတ်ဆိုးနေတယ်လို့ပြောလာပါတယ်ဆေးတစ်လုံးထိုးရုံနဲ့ဘာမှဖြစ်သွားတာမဟုတ်ပဲနဲ့အဲ့ဒါကိုမလုပ်ချင်လို့ကလေးလာမကြည့်တဲ့မမကိုပို့ပြီးစိတ်နာတဲ့လေတကယ်တော့ကာကွယ်ဆေးကြောင့်စိတ်မကောင်းဖြစ်ပြီးစိတ်နာနေရတဲ့သူကကျမပါတကယ်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမျက်စိမိတ်နားပိတ်ပြီးဆေးထိုးပြီးမှပဲခဲအိုတို့အိမ်ကိုသွားရမလားလို့စဉ်းစားခဲ့သေးတယ်ဒါပေမဲ့သူတို့နှစ်ယောက်လုံးကကျမဘက်ကိုထည့်မစဉ်းစားပြီးပဲစိတ်ပြက်တယ်နားမလည်နိုင်ဘူးဆေးတစ်လုံးထိုးတာနဲ့တေးသွားမှလည်းမဟုတ်ဘူးဆိုပြီးပြောနေကြတာပါခဏခဏလာပူစာနေကြတာနဲ့ပဲဆေးလည်းမထိုးတော့ဘူးသွားလည်းမသွားတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်ဒီနေ့တင်ခက်ထောက်ကနေစာ6ဆောင်တောင်ရောက်လာပြီးကြက်ညာချောင်းဆိုးကာကွယ်ဆေးကမဖြစ်မနေထိုးရမယ်ဆိုတာတို့ဘာလို့နဲ့ခဲအိုရဲ့ဇနီးဆေးအကြောင်းတွတ်ပြောနေတာကိုတကယ်ပဲညင်းဝင်နေပါပြီ